ဒီသာသနာတော်နှစ်2569နှစ်မြန်မာတော်တဲ့1389ခုနှစ်တပေါင်းလာပြီးကျော်10ရက်နေ့ဘာယုလကျွဲတို့ဒဝိုင်းတော်ခင်ဝင်းကြီးတို့ရဲ့နေအိမ်မှာဘုရားထားသောဘုရားရုပ်ဝါတော်မြတ်အားဗုဒ္ဓပိတိကဗုဒ္ဓပူဇနီယကုသိုလ်ဝတ်တစ်ခုတန်ဃာတော်ရှင်သူမြတ်တို့အပင်ဖွင့်၍အောင်စွမ်းခဲဝဲဘောဇင်တို့ဖြင့်လှူဒန်းတဲ့ကုသိုလ်တစ်ခုဖိမာန်တို့ကပြု၍ရောက်ရှိလာကြတဲ့အပရိသတ်ပေါင်းသူတော်ကောင်းတို့အားနန္ဒစာမုံအာဟာရတို့ဖြင့်ကျွေးမွေးအခမ်းတဲ့ကုသိုလ်ထို့တို့ကမိမိတို့ရဲ့အိမ်သစ်ဆောက်လုပ်ပြီးသခါလထိုအိမ်သစ်ကောင်းကျိုးချမ်းသာတွေပြည့်စုံစေဖို့ယနေ့ကောင်းမှုကုသိုလ်တွေကိုပြုကြတာပဲမိမိတို့ရဲ့သာယရဏများကလည်းပဲမွေးရမြေမြတ်ကျေးဇူးဆက်တနည်းအားဖြင့်မမေ့အပ်ပေမွေးရမြေမြတ်စွာဘုရားကမမေ့ရတဲ့အထက်မှာမိမိရဲ့မွေးရလည်းပဲဘာလဲဆိုပြီးတော့ဒီလိုဟောခဲ့တာရှိပါတယ်ဒီတော့အလုံးစုံသူတော်ကောင်းတို့နေရာဖြင့်ဗုဒ္ဓဘာသာကြီးဖြစ်သည့်အားလျော်စွာမိဟုတ်ဟလာဗုဒ္ဓဘာသာအစင့်ကပြီးတော့လွန်မြောက်ပြီးတော့တရားပညာပါသောဗုဒ္ဓဘာသာကြီးဖြစ်ဖို့ဒါအရေးကြီးတာပါမိဟုတ်ဟလာဗုဒ္ဓဘာသာရဲ့ဘယဗုဒ္ဓဘာသာရဲ့လာဘဗုဒ္ဓဘာသာပညာဗုဒ္ဓဘာသာရဲ့သရဗုဒ္ဓဘာသာဒီလိုဗုဒ္ဓဘာသာ၅မျိုးခွဲထားမိဟုတ်ဗလားအစဉ်ဆက်ဘိုးဘွယ်လာကြအဲ့ဒီခါကျတော့သရနဲ့ပညာမပါတဲ့အခါကျတော့တခါတည်းမှာယုံကြည်မှုတွေကလွဲဖယ်သွားတတ်တယ်အဲ့ဒီမှာသရဗုဒ္ဓဘာသာသရတရားတတ္တံဥပါနိဒယဌာနံဒေတိသရတရားကိုအကြောင်းပြုပြီးတော့ယနေ့ဘယုလကျွဲတို့ဘိုက်တော်ကဝင်းကြီးတို့မိသားစုဟာဒါနကုသိုလ်ကောင်းမှုတွေပြုကြတာပဲထို့တစ်ပတ်အားလုံးသောသူတော်ကောင်းတို့ကလူရှင်တို့နေနေသီလတွေခံယူစောင့်တည်ကြအတရာတရားရှိတဲ့အတွက်တရာတရားမရှိရင်ဒီလုံတွေဟာကိုယ်နဲ့မဆိုင်ဘူးအခြားခြားဘာသာတွေနဲ့ဗုဒ္ဓဘာသာနဲ့သူတို့ကဒီလုပ်ငန်းစဉ်တွေသူတို့နဲ့မဆိုင်သလိုသူတို့မှလည်းသူတို့ဘာသာရဲ့လုပ်ငန်းစဉ်တွေတော့ရှိတယ်သို့သောများသောအားဖြင့်ခရစ်ယာန်ဘာသာကောအစ္စလမ်ဘာသာကောကဗုဒ္ဓဘာသာရဲ့အမူအကျင့်တွေတော်တော်များများကိုအတုယူပြီးတော့သူတို့ဒီလိုသွားတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကတော့၄သိန်းချီနဲ့ကဘာတသိန်းပါရမီဖြည့်ပြီးတော့သမိုင်းကြောင်းကောင်းတယ်ဘာသာကြီး၄ခုထဲမှာသမိုင်းကြောင်းကောင်းတဲ့ဘာသာပြပါဆိုရင်ဗုဒ္ဓဘာသာပဲအဲ့တော့တန်ဖိုးရှိတဲ့အရာမှန်သမျှလောကမှာနဲပါရွှေဆိုတာတန်ဖိုးရှိတို့တန်ဖိုးရှိတဲ့ရွှေဆိုတဲ့အရာဒီလောကမှာအင်မတန်နဲတဲ့ရှားရဖွေရလည်းခက်ပါအဲ့ဒီရွှေတဲ့ပစ္စည်းတစ်ခုရလာဖို့ဘလောက်ခက်ခဲတယ်လဲဟိုရွညွန့်ကြောက်ခဲသဲညီတဲ့ကနေပြီးတော့ခက်ခက်ခဲခဲနဲ့ဒါဒုဖို့ရအဲ့ဒုဖို့လို့ရလာပြီဆိုတဲ့အခါကျလူတွေကဝိဇ္ဇင်တဲ့အခါကျတော့အဲ့ဝိဇ္ဇင်တဲ့ပုဂ္ဂိုလ်ဂုံရှိသွားတယ်မိမိတို့လူပွဲမင်္ဂလာပွဲတွေသွားပြီဆိုတဲ့အခါကျရွှေဆိုတဲ့ယရနာကိုလူတိုင်းဝိဇ္ဇင်ကြကမ္ဘာမှာအဲ့ဒီရွှေဟာသူကဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်အသုံးတက်မိမိတို့မြန်မာနိုင်ငံမှာလည်းထိုနည်းတူစွာပဲရှိတော့တန်စာမရှိတော့ဝမ်းစာနားမှာရွှေနှောင်းလေးပန်ဆင်ထားတယ်ရွှေစဲကြိုးလေးဝစ်ဆင်ထားတယ်ရှိနေတဲ့အချိန်တော့ဒါကိုယ့်ရဲ့လက်ဝတ်တန်စာပေါ့သို့တော့မရှိတဲ့အခါကျတော့သူ့ထိုးပွဲရောင်းချပြီးတော့ကိုယ့်ရဲ့ဝမ်းစာအတွက်ဇာဝနေကြီးကျမ်းမာကြီးအတွက်အသုံးချရရွှေဆိုတဲ့အရာဝတ္ထုကဘလောက်ပဲမီးတွေလောင်မီးတွေမြတ်သူကတန်ဖိုးကြမသွားဘူးတန်ဖိုးပျက်စီးမသွားဘူးပျက်စီးမသွားဘူးဘလောက်ပဲပေတုံးတွေနဲ့ထု
ပျက်စီးမသွားဘူးဘလောက်ပဲနန်းကြိုးလေးနဲ့ဆွဲဒီတိုင်းပဲမိမိတို့မြတ်ဗုဒ္ဓရဲ့သာသနာကလည်းပဲလေးသိင်ချင်းတဲ့ကဘာတသိမြတ်စွာဘုရားဒါပါမီဖြည့်ပြီးတော့တွေ့လာရတဲ့သာသနာပဲအဲ့မှာမိမိတို့ကဘုရားရဲ့သာသနာကိုဗုဒ္ဓဘာသာဆိုတဲ့အမည်နာမနဲ့ကိုယ်ွယ်စည်းကပ်ကြကိုယ်ွယ်စည်းကပ်ကြတဲ့အခါကျတော့သရပညာဥသိတဲ့ဗုဒ္ဓဘာသာကြီးဖြစ်ဖို့ရဆိုပါဠိစင်ကြင်ကနံပါတ်1ကဗုဒ္ဓရဲ့ပိဋက3ပုံဒေသနာတော်ကြီးဒါအာဂမယုတ်တိလို့ခေါ်ဘုရားရှင်ကိုတော်မြတ်ဟောကြားတော်မူခဲ့တဲ့ပိဋက3ပုံပါဠိတော်အာဂမယုတ်တိဆိုတာကမိမိတို့ပါဠိစကားလုံးတော့သက်သေပြထားတဲ့အရာတစ်ခုပါပဲအာဂမယုတ်တိတာရကယုတ်တိတဲ့ဘုရားဟောတဲ့အထဲမှာထိုပါဠိတော်တွေကိုတကြွတော်မူခဲ့တဲ့ပညာရှင်တွေကနေယဟန်ပညာရှိလူပညာရှိများသောအဖြစ်တော့ယဟန်ပညာရှိတွေပေါ့မြန်မာဘာသာပြန်ပေးတယ်ပါဠိကိုအ내အဓိပ္ပာယ်တွေဖွင့်ဆိုပေးတယ်ထိုထဲမှာမိမိတို့ဝတ္ထုကြောင့်တွေသိခွင့်ရဘုရားရှင်ကိုတော်မြတ်ရဲ့အကြောင်းတရားတွေကိုသိခွင့်ရတယ်လို့ဘုရားရှင်ကိုတော်မြတ်ဖြစ်တော်မူတဲ့ဇာကြောင်းတွေပြစ္ဆုတ်ပံဘုရားရှင်ကိုတော်မြတ်လက်ထက်ကအကြောင်းအရာတွေကိုမိမိတို့သိခွင့်ရဒါဟာပါလေတာတကယုတ်တိဇတ်တော်တာတကပရာဇာကြီးအကြောင်းကြားဘူးတဲ့အရှင်မမောက္ကလံကိုတော်မြတ်ကြီးအကြောင်းကြားဘူးတဲ့အရှင်သာရိပုတ္တရာအကြောင်းကြားဘူးတဲ့ထို့တို့ပဲအရှင်ကိုလိမာလာတို့အရှင်ဒေဝဒတ်တို့အကြောင်းလည်းကြားဘူးတဲ့ဒါဟာတာတကယုတ်တိလေးသဘာဝယုတ်တိတဲ့မိမိတို့ကသဘာဝကြမကြဒါစဉ်းစားပေးရဒီဇတ်တော်တွေမှာလာတဲ့အကြောင်းအရာတွေကိုကအကြောင်းပြုပြီးတော့ကိုမမြင်ရလို့မတွေ့ရလို့ဆိုပြီးတော့မယုံတော့ဘူးဆိုရင်ဗုဒ္ဓဘာသာမစစ်တော့မီယိုဗလာအစင်းလောက်ပဲဖြစ်တော့ဘုရားကသရဗုဒ္ဓဘာသာမှာသူကသရတရားဆိုတာကယုံကြည်တာဘယ်ဒီမှာယုံကြည်ရမလဲဘုရားကိုယုံကြည်တာတော်ကောင်းတော့ဘုရားကယုလာကျွတ်တော်မာရီတော်ကဝိကြီးတို့နေမင်္ဂလာမှာဗုဒ္ဓရုပ်ပွားတော်ပူဇော်ပြီးပြီဒါလေးသိရှင်တဲ့ကဘာတိပါဠိဖြစ်သွားတဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့ပူဇာရုပ်ပွားတော်ပဲဒီလိုမိမိတို့ကိုးကွယ်ကြအဲလိုကိုးကွယ်ကြတဲ့အခါကျတော့ရုပ်ပွားတော်ပုံစံတွေကတော့အမျိုးမျိုးရှိတာပေါ့မဟာဗောဓိဘုံဆိုတာတော့ဘုရားရှင်ကိုတော်မြတ်မဟာဗောဓိပင်ရဲမှာမန္တကိုအောင်မြင်တော်မူတဲ့ပုံစံဘုရားရှင်ကိုတော်မြတ်ထဝဖွဲ့ကိုထိုင်ပြီးတော့လက်ကိုစံတန်းပြီးတော့ထားတဲ့ပုံစံဒီလိုမြတ်စွာဘုရားရဲ့ရုပ်ဘွားတော်ကိုမိမိတို့ပူဇော်ရပြီဆိုတဲ့အခါကျတော့တည်တည်ငြိမ်ငြိမ်နဲ့ဘုရားရှင်ကိုတော်မြတ်မင်္ဂလာပါကိုအောင်မြင်တော်မူခဲ့တယ်ကိုယ့်ရဲ့မျက်စိနဲ့မြင်အောင်ပုံတော်ရဲ့အပေါ်မှာဂုဏ်တော်တွေလွှမ်းခြုံပြီးတော့ဒီလိုပူဇော်ရဗုဒ္ဓတပုဇာမာဒေဇဝန္တောဘုရားကိုယ်ွယ်တကူးကျွယ်အံ့ပွဲရှိပေစွာဘာဖြစ်လို့တကူးတွေကြီးတယ်လဲကိုယ်ဘုရားကိုစနစ်တကျကိုယ်ွယ်တတ်လို့တို့တို့ပဲတချို့အိမ်မှာကြတော့ထဝဘွယ်ကိုထိုင်ပြီးတော့ဘုရားကဘယ်ဘက်လက်ပေါ်ညာဘက်လက်တင်ပြီးတော့မျက်နှာကိုအောက်ကိုချပြီးတော့ထားတဲ့ပုံစံအလသမဘဝင်စားနေတဲ့ဇာနမုဒရာလို့ခေါ်တာပေါ့ထိုဇာနမုဒရာမြတ်စွာဘုရားကြီးရောက်ပြီဆိုတဲ့အခါကျဘုရားဇံဝင်စားတယ်ဆိုတာတည်ငြိမ်နေမှာဇံကဝင်စားလို့ရတယ်ဘုရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေမြေရှိုးရင်မိုးပြန်ရင်ဒါဇံလို့များသောအားဖြင့်သိထားတယ်မဟုတ်ဘူးမိမိတို့တည်တည်ငြိမ်ငြိမ်နဲ့ကုသိုလ်ဓမ္မတွေရဲ့အပေါ်မှာဆောင်ရွက်နေရင်ထိုချိန်ဟာမိမိတို့ဇံကိုရာကြောင်းတရားတွေအားထုတ်နေတာမြေရှိုးမိုးပြန်တဲ့ဇံတော့မဟုတ်ဘူးတည်တည်ငြိမ်ငြိမ်ဖြစ်သွားတယ်ထို့တူပဲဘုရားရှင်ကိုယ်တော်မြတ်ဓမ္မစကြာဟောတဲ့ပုံစံလက်တော်လေးရှေ့တန်းပြီးတော့
ထိုဓမ္မစကြာဒေသနာတော်ကိုတွေ့ပြီဆိုတာနဲ့တပြိုင်နက်အစောနှစ်ဘက်ကိုပယ်ပြီးတော့မစ္စိမပရိပဒါအလယ်လက်လမ်းစဉ်တိုင်းကျင့်ရတဲ့ဆိုတာကိုဒီလိုဆင်ခြင်ပြီးတော့မိမိတို့မြတ်စွာဘုရားရဲ့ပုံတော်ရဲ့ပေါ်မှာဂုဏ်တော်ကိုဒီလိုလွှမ်းခြုံရတချို့ကျတော့အဘိယမုဒရာတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကလဝါတော်လေးဖြန်းပြီးတော့တားထားတယ်မကောင်းတဲ့ဘေးတွေမရောက်ဘူးဒီလိုပုံစံတွေအမျိုးမျိုးမုဒရာတွေအမျိုးမျိုးထုစစ်ပူဇော်ပြီးတော့ထားတာထိုဗုဒ္ဓရဲ့ရုပ်ဘွားတော်တွေရဲ့အပေါ်မှာမိမိတို့ကယုံကြည်တဲ့သရတရားရှိရင်ထိုယုံကြည်တဲ့သရတရားအတိုင်းမိမိတို့အကျိုးပေးတာပဲထို့တူပဲတရားတော်ရဲ့အပေါ်မှာယုံကြည်ခြင်းကုသံဃာတော်ရှင်သူမြတ်တွေပရိတရားတွေရွတ်ဖတ်ပေးတယ်ဒါပရိသတ်ပေါင်းသူတော်ကောင်းတို့ကရိုးသေးသေးလေးလေးစားစားနဲ့နာယူတယ်နာယူတဲ့အခါကျတော့ပရိသမန္တ